အမြင့်မရှင်ပဲနဲ့အပင်ရှင်အဲ့ဒီအပင်ကအတုပါခရစ်စမတ်တစ်ပင်တွေသွားဆွဲကြည့်ရတယ်အဲ့ကအသီးတွေစားလို့မရဘူးအဲ့ဒါအမြင့်မရှိဘူးအဲ့တော့အမြင့်ဆိုတာမမြင်ရတဲ့အပိုင်းဖြစ်တယ်အပင်ဆိုတာမြင်ရတဲ့အပိုင်းဖြစ်ပါတယ်မမြင်ရတဲ့အပိုင်းမှာရှင်သက်ခြင်းမရှိဘဲနဲ့မြင်ရတဲ့အပိုင်းမှာတန်မာနေပြီဆိုအဲ့ဒါအတုပါအဲ့တော့တေချာမတ်စေခြင်းနဲ့ကိုယ့်အိမ်မှာဆူတောင်းခြင်းမရှိဘဲနဲ့ဘုရားကျောင်းမှာဆူတောင်းရတာအတုပါကိုယ့်အိမ်မှာနှုတ်ထားမှုမရှိဘဲနဲ့ဘုရားကျောင်းမှာလာနှုတ်ထားတာအဲ့ဒါအတုပါကိုယ့်အိမ်မှာချီးမွမ်းခြင်းမရှိဘဲနဲ့ဘုရားကျောင်းမှာအားရပါလာချီးမွမ်းတယ်အဲ့ဒါအတုပါဘာကြောင့်လဲကိုယ့်အိမ်ဆိုတာ cell ဖြစ်တယ် cell ဆိုတာမမြင်ရတဲ့အပိုင်းဖြစ်တယ်မမြင်ရတဲ့အပိုင်းတွေတန်မာခြင်းမရှိဘဲနဲ့မြင်ရတဲ့အပိုင်းတွေတန်မာနေတယ်ဟဲ့ဆိုလို့ရှိရင်တေချာတယ်အဲ့ဒါယောဂဖြစ်တယ်ဒီကောင်မောင်တို့တို့ယုံချင်းစိတ်လို့ပြောရင်ကျွန်တော်တို့ကလေအဲ့သေးတာပဲတွေ့တယ်ကျမ်းစာမှာအစိတ်လို့ပြောရင် size ကိုပြောတာမဟုတ်ဘူး life ကိုပြောတာမျိုးစိတ်လို့ပြောရင်အသက်နှစ်သက်ရှိတယ်အသက်ဟောင်းတဲ့အသက်တစ်အသက်ဟောင်းကိုအစိတ်သက်လို့ခေါ်တယ်အသက်တစ်ကိုအပင်သက်လို့ခေါ်တယ်အဲ့တော့သူ့ရဲ့အထဲမှာ life ရှိတယ်တဲ့အိမ်နဲ့လူအိမ်ကကြီးပါတယ်လူကသေးပါတယ်ဒါပေမဲ့အဲ့ဒီကြီးမားတဲ့အိမ်ကိုလူကပဲတိဆောက်တယ်လူကပဲဖြည့်ဖြတ်ပါတယ်လေရင်နဲ့လူလေရင်ကကြီးပါတယ်လူကသေးပါတယ်အဲ့လေရင်ကိုလူကပဲတိဆောက်ပြီးလူကပဲမောင်းတယ်လေရင်ကလူကိုမောင်းတယ်ဆိုတာမရှိဘူးလူကပဲလေရင်မောင်းတာစင်တဲ့လူဘယ်သူကြီးလဲစင်ကြီးပါတယ်အင်အားကြီးတိုင်းမောင်းနေလို့ထင်မှားတယ်ဉာဏ်ပညာကပဲမောင်းနေတော့တာဖြစ်တယ်လူကစင်ကိုစီးတာဘယ်စင်မှလူကိုစီးတယ်ဆိုတာမရှိဘူးအသက်ဆိုတာရွှေ့ပြစ်နိုင်တဲ့အင်အားရှိတယ်အသက်ဆိုတာတိုးွားတဲ့အင်အားရှိတယ်ဘလောက်ပဲကြီးကြီးအသက်မရှိရင်အရွှေ့ခံရမယ်အဲ့တော့ဖယားသင့်ကိုပေးချင်တာ size ဖို့ life တချို့ကကောင်းကြီးအကြီးကြီးလိုချင်တယ်ဟုတ်ဖယားသင့်ကိုပေးချင်တာအသက်ရှင်သောကောင်းကြီး